မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြောက်တကုံဘလော့ပါတီကနေကြိုဆိုပါရခင်ဗျာဒီလမ်းတော့လမ်းချက်ပြီးသားဖြစ်တဲ့တပင်ရှိလမ်းမကြီးကိုထဲပေါက်မဲ့ဥစ္စာလမ်းမကြီးနဲ့ဆိုရင်နှစ်ကြောကပ်ပဲရှိတယ်47ရက်ကွက်အတွင်း11500ဖြစ်ရောင်းဖွင့်လာတော့အိမ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒါလေးကတော့အိမ်ရဲ့ living room ပေါ့နော်ပထမဆုံးတွေ့ရမယ့် living room channel မှာဆိုရင်သူတဲ့ကား3စီးလောက်အသာလေးရက်လို့ရတယ်အောက်ဆုံးထပ်မှာဆိုရင်ဒါက master bedroom အခန်းကျယ်ဖြစ်တယ်ပေါ့နော် master bedroom အခန်းကျယ်ဒီအိမ်ထဲမှာဆိုရင်သူတဲ့အနေနဲ့ master bedroom ၄ခန်းထိပါမှာဖြစ်တယ်ပေါ့နော်ဒုတိယထပ်မြင်တွေ့ရမှာကတော့ကျွန်တော်တို့dining room ဖြစ်ပါတယ် dining room ကတော့တီးတန့်လေး privacy ရှိလေးခွဲပေးထားဖြစ်ပါတယ်နောက်တစ်ခုထပ်တွေ့ရမှာကဒါလေးကတော့ကျွန်တော်တို့ kitchen area လေးပေါ့နော်အိမ်ရှင်မတရားကောင်းကောင်းမွန်မွန်ချက်ပြုတ်လို့ရမယ် space အကျယ်ဝင်ပါရှိပြီးသားဖြစ်တယ်ဒါလေးက common toilet ကလည်း high ceiling အမြင့်နဲ့လောက်ထားဖြစ်တော့အသက်ရှူချက်စရာအကြောင်းမရှိဘူးပြီးတော့ဒုတိယထပ် second floor ကိုကျွန်တော်တို့သွားမယ်အကုန်လုံးကကျုံးပါကေခင်းလာတာဖြစ်တယ်ဖောင်းကြွတွေလည်းအကုန်လုံးကတ်ထားပေးထားဖြစ်ပါတယ်အိမ်ကမျက်စိပဓာတာဖြစ်တယ်ပေါ့နော်ပြီးတော့ second floor မှာဆိုရင် master bedroom တွေနဲ့တူတယ်3ခန်းပါမယ်အိမ်ကန်းကျယ်ပါမယ်ဖျားခန်းလှုပ်လို့ရမယ် space လေးတစ်ခုပါရှိပြီးသားဖြစ်တယ်ပေါ့နော်ဒါလေးကတော့ second floor မှာတွေ့ရမယ် runner ပေါ့နော် runner အလေးတစ်ခု second floor မှာနောက်တစ်ခုထပ်ပါအောင်မယ်အကုန်လုံးကတိမ်လုံးမှာတန်ပန်းတွေအကုန်လုံးတက်ဆင်ထားပြီးသားဖြစ်တယ်ပေါ့နော်ပြီးတော့second floor က master bedroom တွေကလည်းထိုက်တဲ့အကျယ်ဝင်ပါရှိပြီးသားဖြစ်တယ်လေဝင်လေးထက်ကောင်းအောင်သတင်းပေါက်တွေလည်းအခန်းတိုင်းမှာထည့်ထားပြီးသားဖြစ်တယ်အကုန်လုံးကကျုံးပါကေခင်းထားပြီးသားလည်းဖြစ်တယ်ခန်းစည်းလိုက်ကတွေအကုန်လုံးအခန်းတိုင်းမှာတက်ဆင်ထားပြီးသားဖြစ်တယ်ပေါ့ကျွန်တော်တို့အပေါ်ဆုံးထက်က view slat လေးလိုက်ခဲ့ပါအောင်ခင်ဗျာဒီနေ့ကတော့ 2.5 RC ဖြစ်တယ်ပေါ့နော်အပေါ်ဆုံးထပ်မှာတော့စာကြည့်ကန်းပုံစံလုပ်လို့ရမယ် relax လည်းလုပ်လို့ရမယ်စိတ်ကြိုက်ပေါ့နော်ဘာလို့ချင်တယ်အကုန်လုံးထည့်လို့ရမယ် view slat လေးပါတယ်အင်ရှင်ကလည်းထပ်ပြီးတော့အလှဆင်ပေးထားတယ်မြခင်းတူလေးတွေစိုက်ပေးထားတယ်ကျွန်တော်တို့အလှဆင်ပစ္စည်းလေးတွေတခြားလေးလှလှပပလေးဖြစ်အောင်လုပ်ထားပေးရပါတော့ဒီနေ့ကတော့19500ဖြစ်အယောင်းဖွင့်ထားတယ်47ရက်ကွက်မှာရှိတဲ့အိမ်လေးလုံးရှားပိုက်အိမ်လေးလုံးဖြစ်တယ်ကျွန်တော်တို့ဈေးတန်းရဆိုရင်တန်နေတဲ့အနေထားလေးပဲရှိရပေါ့နော်ဒီအိမ်လေးကိုလာကြည့်ရှုမယ်ဆိုတော့ကျွန်တော်တို့မြောက်တကုံ property ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ